ကြည့်ပြီးဒီလိုပြောင်းပါမိထားကြရဲ့ personal account နဲ့ business account ကဘယ်ဟာကိုကြည့်ပြီးဘယ်လိုပြောင်းရမလဲဆိုတာကိုဒီမှာပြောပြသွားပါမယ်ကိုယ့်ရဲ့ account က business account ဖြစ်နေရင် personal account ဘယ်လိုပြောင်းရလဲဆိုတာကိုပြောပြပေးမယ်အဲ့တော့ကိုယ့်ရဲ့ account လေးကိုဝင်မယ်ထိတ်ဆုံးလေးမှာမြင်းသုံးချောင်းလေးတွေ့လိမ့်မယ်အဲ့ဟာကိုနှိပ်ပါနှိပ်ပြီးတော့ရင်အောက်နားလေးမှာ setting and privacy လို့တွေ့လိုက်ပါလိမ့်မယ်အဲ့ဟာလေးကိုထပ်နှိပ်လိုက်ပါအထက်ရောက်သွားပြီဆိုရင်account ဆိုတာလေးကိုရှားလိုက်ပါ account ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရောရောက်သွားပါပြီအဲ့တော့ဒီနေရာမှာကျွန်တော်ရဲ့ account က personal account လို့ဖြစ်နေရပါအဲ့ရဆိုရင်အဲ့ account က business account ကြီးဖြစ်ပါတယ်အဲ့တော့ personal account ပြောင်းချင်တယ်ဆိုရင် personal account ကိုနှိပ်လိုက်ပြီးဆိုရင် personal account ရောက်သွားပါပြီအဲ့တော့ကျွန်တော်ရှင်းအောင်ပြောရမယ်ဆိုရင်အဲ့တော့ကျွန်တော်က personal account ပြောင်းပြီးပါပြီအဲ့တော့ဒီနေရာမှာ business account လို့ဖြစ်နေရတာ personal account မှာတကယ်တော့မှဒီနေရာမှာ personal account လို့ဖြစ်နေရင် business account ဖြစ်ပါတယ်အဲ့တော့နားမလည်ဘူးဆိုရင်ဒီ video ရဲ့ comment မှာကျွန်တော်ရေးပေးသွားပါပြန်ရှင်းပြပါမယ်